တော့ကျွန်တော်ဒီနေ့ပထမဆုံးသတင်းတစ်ခုစပြောရမှာကကိန်းဂဏန်းလေးတစ်ခုကိုခေါင်းထဲမှာမှတ်ထားလိုက်ပါကိန်းဂဏန်းကအများကြီးမဟုတ်ဘူး6နှစ်9 5 4အဲ့လိုပဲမှတ်လိုက်ပါနော်62,954ဦးပေါ့62,954ဦးနောက်ထပ်ကိန်းဂဏန်းတစ်ခုက3,9,6,956ဒီကိန်းဂဏန်းလေးခဏမှတ်လိုက်ပါနော်ဒီကိန်းဂဏန်းကဘာအတွက်ကျွန်တော်ပြောတာလဲလို့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့အရင်ဆုံးစဉ်းစားကြည့်ပေါ့ကျွန်တော်ဒီအကြောင်းပြောခင်စက္ကန့်ပိုင်းလေးစဉ်းစားကြည့်ပါပြန်ပြောပါမယ်ကဏ္ဍကတော့6နှစ်954 62,954ဦးနောက်ထပ်ကိန်းဂဏန်းက3,6,956 3,9,6,956စောင်းပေါ့လွှာပေါ့ဆိုဒီကိန်းဂဏန်းကတီပေါ့တီကိန်းဂဏန်းမဟုတ်ဘူးဗျကလင်းငယ်ပေါင်း62,900ကျော်ပေါ့နော်ကလင်းငယ်ပေါင်း62,900ကျော်ကနိုင်ငံတော်အကြီးအကဲတွေရဲ့စာနာထောက်ထားမှုကင်းမဲ့မှုတန်ကိုခံစားရပြီပေါ့ဗျာကလင်းငယ်ပေါင်း62,900ကျော်ကနိုင်ငံတော်အကြီးအကဲတွေနိုင်ငံတော်တာဝန်ရှိသူတွေနိုင်ငံတော်လက်ရှိတာဝန်ယူထားကြသူတွေရဲ့စာနာထောက်ထားမှုကင်းမဲ့တဲ့တန်ကိုခံကြရပြီပေါ့ဗျာဒီလိုပဲကျွန်တော်တို့တိုက်ရိုက်ပြောပါမယ်ချမ်းမဟုတ်ဘူးကျွန်တော်တို့လည်းပြီးခဲ့တဲ့ရက်ကပြောပါတယ်ဒီပညာရေးဝန်ကြီးဌာနတွေနဲ့ဒါနဲ့ပတ်သက်လို့တက်နေသမျှတေချာစဉ်းစားပြီးမှလုပ်ကြဖို့တိုက်တွန်းခဲ့ပါတယ်တေချာစဉ်းစားပါလုပ်ခဲ့ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်ထားတဲ့ပုံစံမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီပြည်သူလူထုရဲ့အတန်အမြအရွက်တိုက်နေသလားတော့မှတ်ရတယ်အရွက်တိုက်ပြီးတော့တမင်လုပ်သလားတော့မှတ်ရတယ်နောက်ဆုံးထုတ်ပြန်တဲ့ဒီနေ့မနေ့ထုတ်ပြန်တဲ့နိုင်ငံပိုင်သတင်းစာမှာကြေညာတာတော့အခုငလျင်ဘေးဒဏ်ကြောင့်မိလောင်ပျက်စီးသွားတဲ့စာတင်ကျောင်းအချို့ရဲ့ကလေးတွေပေါ့နော်အဲ့အချို့မှာပါတဲ့ကလေးတို့အဖြေလွှာတွေပေါ့မိလောင်ပျက်စီးသွားတဲ့အတွက်အဲ့အဖြေလွှာတွေမှာပါတဲ့ကလေးတွေအကုန်လုံးစောင်းဝဲပြန်ဖြေရမယ်လို့ပညာရေးဝန်ကြီးဌာနဒီနေ့နိုင်ငံပိုင်သတင်းစာမှာတရားဝင်ကြေညာပလိုက်တယ်ဆိုတော့ပြောရင်တော့ပြည်သူအတန်ကလေးငယ်များစွာရဲ့အတန်တွေကိုလေးထားမှုမရှိဘူးဆိုတော့ပေါ်လွင်သွားတယ်အစိုးရထည့်စဉ်းစားပေးခြင်းမရှိဘူးဆိုတော့ပေါ်လွင်သွားတယ်ဆိုတော့ဒီလိုပြောရင်ကလေးငယ်တွေအားလုံးကသူတကယ်ရချင်းရှိရင်ပြန်ဖြေရင်ဖြေပေါ့မင်းတို့တကယ်ကိုယ့်ကိုယုံကြည်ပြန်ဖြေပါလားဘာဆိုင်လို့လဲလို့ပြန်ပြောလို့ရမယ်ဒီဖြေလာစားတွေကိုကလေးငယ်တွေတော့ဆွဲဖြေတာမဟုတ်ဘူးကလေးငယ်တွေတော့ပြီးတော့မိချိုဖြည့်စီပြတာလည်းမဟုတ်ဘူးသူတို့ကဖြေကြရရှိတာဖြေခဲ့ကြပြီးပြီရှုံးတဲ့လူလည်းပါနိုင်သူအောင်တဲ့လူလည်းပါမှာပဲဒီလိုပဲဂုဏ်လူရမယ်လူလည်းပါလာနိုင်တယ်မြန်မာနိုင်ငံလုံး the whole Burma facts ပေါ့နော်ပြရမယ်လူလည်းပါလာနိုင်တာပဲဒါပေမဲ့မိတို့ဝင်ဖြစ်စီကမှုဖြစ်စဉ်ကြီးကပြန်အစကောက်လို့မရတော့ဟိုဒီအဖြေလွှာသူတို့ဖြေထားတဲ့အဖြေလွှာစာတူပြန်ပြီးတော့ဘယ်လိုခေါ်ပြန်ပြီးတော့ရှာလို့မရတော့မိလောင်ပျက်စီးသွားတာဖြစ်တယ်ဘသူကဘလောက်ရပြီဘလို့ဖြစ်သွားလဲဆိုတော့မသိနိုင်ဘူးမသိနိုင်တဲ့အပြင်ဘလို့မှဒီအရေးကိုပြန်ပြီးတော့ဟို recovery ပြန်လုပ်ဖို့ခက်တယ်အဲ့လိုအနေအထားမျိုးမှာကလေးငယ်တွေကိုယ်တိုင်ကလည်းငလျင်ကြောင့်ဒုက္ခရောက်နေကြတဲ့ကလေးငယ်များစွာရှိတယ်တချို့ကလေးငယ်တွေလွတ်လွတ်ကင်းကင်းအေးဆေးရှိနေလို့ရှိပါလိမ့်မယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အားလုံးရဲ့အတန်ကတူညီစွာထွက်လာတဲ့အတန်ကတော့ဖြစ်နိုင်ဒီကလေးငယ်တွေအောင်ပေးတင်ပါတယ်အကုန်လုံးအောင်ပေးလိုက်တော့ဘာထူးတာဘာခက်သွားလို့လဲဆိုတော့ဟာမျိုးပြည်သူလူထုဘက်ကအတန်ထွက်တယ်အဲ့တော့တချို့တွေကနည်းနည်းလေးကန့်တိုက်ချင်လို့ပြောကြတာရှိတာဒါဆိုဂုံလူရတဲ့ကောင်တွေကရိုးအောင်နဲ့ပဲအောင်ရမှာလားလို့ပြောကြတာရှိတယ်ဒီကလင်းငယ်6,000ကျော်ကိုမှတ်တမ်းကိုပြန်စစ်လိုက်လို့ရှိရင်ဒီကလင်းငယ်6,000ကျော်ရဲ့မှတ်တမ်းအဟောင်းတွေကိုပြန်ရှာရင်ဒီကလင်း6,000ကျော်မှာဘယ်ကလင်းငယ်တွေကဂုံလူရနိုင်တယ်ဘယ်ကလင်းငယ်တွေကဆေးအမှတ်ရပဲဘယ်ကလင်းငယ်ကအင်ဂျင်နီယာအမှတ်ရတယ်ဆိုတာကိုအဲ့ဒီကျောင်းဆရာမတွေခံမှန်းတတ်ပါတယ်ပြီးတော့သိကြရဲဆိုရင်ကိုယ့်ကိုပိုင်နိုင်တဲ့ထင်အဲ့ကလင်းငယ်တွေကဆရာဝန်ရှောက်ချင်တယ်ဝင်ဖြေလိုက် entrance ဝင်ဖြေခိုင်းလိုက်အဲ့ကလင်းငယ်6,000ကျော်အတွက် entrance တည်တံ့လို့လိုက်ကိုယ့်ကိုဆရာဝန်ပိုင်တဲ့ထင်ဝင်ဖြေကြည့်လိုက်လို့ entrance လုပ်လိုက်ဒီလိုပဲ engineer ပိုင်တဲ့ထင်ဝင်ဖြေကြည့်လိုက်လို့ entrance လုပ်ကြည့်လိုက်ဒါမျိုးလောက်အောင်ပေါ့နော်ကြိုတင်လျှောက်လာဒီလိုလုပ်တင်နေပေါ့နော်ဒါမှမဟုတ်လေတခုခုပေါ့ဗျာပုံစံပြုစုစဉ်းစားတင်တယ်အခုကလေးငယ်အားလုံးစောင်းဝက်ပြန်ဖြေရမယ်ဆိုကြီးညာလိုက်တဲ့ခါကျတော့မကောင်းဘူးပေါ့ဗျာကဲဖြေမဲ့ရက်တွေလည်းကြီးညာထားပါတယ်ကျွန်တော်တို့လည်းဒါကြည့်ပြီးတော့ဟောလို့ကျွန်တော်တို့ကအစိုးရဆိုတာကပြည်သူလူထုရဲ့အတန်ကိုနားထောင်ပြီးမှအဲ့အတန်တွေကိုလိုက်လုံးကြီးတွေဖြစ်ဖြစ်တင့်မြတ်တာအောင်စီမံခန့်ခွဲပေးရတာကိုမှကျွန်တော်အစိုးရလို့နားလဲတာဗျဟိုကျွန်တော်နားလဲတာအဲ့လိုမဟုတ်ဘူးကျွန်တော်နားလဲတာများမှားသွားတာတော့မသိဘူးအခုကလေးငယ်တွေစောင်းဝက်ပြန်ဖြေရမယ်တဲ့ဘယ်တော့လဲဆိုတော့6လပိုင်း16ရက်နေ့ကစပြီးစောင်းဝက်ဖြေမယ်မြန်မာစာကိုစဖြေရမယ်အဲ့လိုနဲ့စရိုက်16 19 18 19 20 21နော်6ရက်စရိုက်စာအုပ်ဝဲသူဖြေရမယ်မြန်မာအင်္ဂလိပ်သင်္ချာဓာတုဗေဒပထဝီယူပဗေဒသမိုင်းဇီဝဗေဒဘောဂဗေဒဒါ10တန်းစာအုပ်ဝဲလို့ပြောမှာပေါ့နော်တက္ကသိုလ်ဝင်စာအုပ်ဝဲပေါ့ကျွန်တော်တို့ခေါ်တယ်အဲ့တော့အဲ့ဒါကိုလာမဲ့6လပိုင်းနဲ့6လပိုင်းနဲ့စပြီးတော့နော်6လပိုင်းဂျွန်လပေါ့နော်6လပိုင်းစပြီးတော့တောက်လျှောက်16ရက်နေ့စပြီးတော့ဖြေရမယ်တဲ့ဆိုပြီးတော့ပြောလိုက်တယ်မိလောင်ပျက်စီးဆုံးရှုံးမှုဖြစ်တဲ့နေရာတွေပေါ့ဗျာနော်မန္တလေးတက္ကသိုလ်မှာဖြစ်သွားတယ်ပေါ့ဗျာမန္တလေးတက္ကသိုလ်မှာဖြစ်သွားတယ်ပေါ့ဆိုတော့မန္တလေးတက္ကသိုလ်မှာတဲ့ဖြစ်သွားတဲ့ဟာကိုသူပြောတာသူ့ထုတ်ပြန်ချက်ရကြည့်ရင်တော့မန္တလေးပေါ့အဓိကတော့မန္တလေးပေါ့က
ကချင်ပြည်နယ်စကိုင်းမန္တလေးနေပြီးတော့အစရှိတဲ့စစ်စစ်ခဲ့တဲ့ဖြေလွှာတွေကိုမန္တလေးတက္ကသိုလ်မှာစစ်စစ်လုပ်ငန်းတွေဆောင်ရွက်နေတယ်တဲ့အဲ့ဒီဖြေလွှာတွေကိုစစ်စစ်နေတာကချင်စကိုင်းမန္တလေးနေပြီးတော့၄နေရာ၄ဒေသ၄ခုကဖြေလွှာတွေကိုမန္တလေးတက္ကသိုလ်တွေမှာစစ်စစ်နေတဲ့အချိန်မှာပဲအဲ့ငလျင်ကြောင့်မိလောင်ပျက်စီးမှုဖြစ်တယ်ဖြစ်သွားပြီးအဲ့ဖြေလွှာတွေအကုန်လုံးကဘလို့မှပြန်ပြီး recovery လုပ်မရဘူးအဲ့ဒါကြောင့်မို့ဒီကလေးတွေဆောင်ရွက်ပြန်ဖြေပါဆိုပြီးတော့ပြောတယ်ဆိုတော့ပြန်လဲဖြေဆိုရမယ်ဆိုပြီးတော့ပညာရေးဌာနကတာဝန်ရှိသူတွေကကြေညာလိုက်တယ်အဲ့တော့ဖြေမဲ့ဟာလေးတွေအစားသတင်းစာမှာကြေညာထားတယ်ကျွန်တော်ပြောကြမလို့ခင်ဗျားတို့ပြည်သူတွေအားလုံးသိပြီးသွားပြီဆိုတော့ကျွန်တော်အမြင်ပေါ့ဗျာပြောပါပေါ့ကျွန်တော်ပြီးခဲ့တဲ့ရက်ကကျွန်တော်အမြင်မပြောဘူးဆိုတာအမှတ်ချက်အမြင်မပြောဒါပေမဲ့နည်းနည်းလေးဖြစ်တင်တာလေးလုပ်တင်တာစဉ်းစားကြပါဦးကျွန်တော်ပြောတယ်ကိုကတော့အမြင်ပြောမယ်ပညာရေးဝန်ကြီးနဲ့ဒီကိစ္စကိုတာဝန်ယူတာပညာရေးဝန်ကြီးလားပေါ့လက်ရှိပညာရေးဝန်ကြီးနဲ့ဝန်ကြီးဌာနရဲ့ညှို့မှုညွှန်ချုပ်တွေလားခင်ဗျားတို့ဟို EC အဖွဲ့ရလားခင်ဗျားတို့ EC အဖွဲ့လောက်တာလားလောက်တာဆိုတော့ခင်ဗျားတို့အဖွဲ့စိတ်စီရင်တာကိုကျွန်တော်တို့မှတ်တမ်းတင်ထားပါတယ်ကျွန်တော်ပြည်သူကြောက်နေနဲ့မှတ်တမ်းတင်ထားပါတယ်ဂျာနယ်လစ်ကြောက်နေနဲ့မှတ်တမ်းတင်ထားပါတယ်ကလေးငယ်ပေါင်း62,900ကျော်ရဲ့ဖခင်မိခင်နေရာနေကိုစားခံစားပြီးတော့နော်62,900ရဲ့ဖခင်မိခင်ပြောရင်3,000ကျော်တယ်နော်သူကနှစ်ဆဦးအဲ့တော့ကလေးငယ်ပါဆိုလူပေါင်း3,800 2သိန်းနီးပါးလူ2သိန်းနီးပါးရဲ့နော်လူ2သိန်းနီးပါးနော်အဲ့ဒီပညာရေးနဲ့ဆက်ဆက်သွားတဲ့ကလေးငယ်ပေါင်း62,000ရင်းနဲ့ဆက်ဆက်ပြီးရင်မိဘပါနှစ်ပါးအပါဝင်ဆိုရင်လူ2သိန်းနီးပါးလူ2သိန်းနီးပါးရဲ့စိတ်ခံစားချက်တွေအပေါ်မှာလစ်လျူရှုခဲ့ခြင်းအတွက်ခင်ဗျားတို့ပညာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးနဲ့ညှို့မှုညွှန်ချုပ်တွေအတွင်းဝင်တို့အုပ်စုတွေအဲ့ဒီ EC ပေါ့ဖြတ်ကြတဲ့ EC ပေါ့ပညာရေးဝန်ကြီးဌာနရဲ့ EC အဖွဲ့အစည်းအကုန်လုံးကျွန်တော်တို့ကတော့ဂျန်လစ်ကြောင်နေနဲ့မှတ်တမ်းတင်ထားပါတယ်အကယ်၍ပညာရေးဝန်ကြီးကဟာဒါကျွန်တော်နဲ့မဆိုင်ဘူးဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လုပ်ခိုင်းတာဆိုရင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့စိတ်စေတနာကိုကျွန်တော်တို့မှတ်တမ်းပြုစုထားပါတယ်ဒါပုံမှန်လင်းပြောတာဒီကိစ္စဘယ်သူလက်ချက်လဲဒါတော့ကိုချင်းစာတရားကင်းမဲ့တဲ့အလုပ်ရက်ကိုခက်တော့လုပ်ကြတာလားပြီးတော့စီမံခန့်ခွဲမှုအဲ့လောက်တောင်ညံ့သွားကြပြီလားဒီကလေးငယ်တွေနဲ့ပတ်သက်ပြီးစဉ်းစားပုံစဉ်းစားနည်းစီမံခန့်ခွဲမှုစဉ်းစားခန့်တဲ့နည်းကဒါတော့ညံ့သွားကြပြီလားစိတ်စေတနာအဲ့လောက်တော့မရှိတော့လားဒီကလေးတွေကတော့ဒုက္ခရောက်သွားကြတာဗျပြန်တွေးကြည့်ပါဒုက္ခရောက်သွားကြတာဒီကလေးတွေကသူ့ငလျင်ဘေးတန်ကြောင်သူတို့ကိုယ်တိုင်နောက်မှပဲလွတ်ရလာမသိတချို့ကလေးတွေတော့ကွယ်လုံးဆုံးသွားတဲ့အထက်မှာတော့အဲ့ကလေးတချို့ကလေးတောင်ပါရင်ပါနေဦးမှာဆိုတော့ဒီလိုကလေးတွေရဲ့မိသားစုတွေရဲ့အခက်အခဲတွေဒုက္ခတွေပြီးတော့သူတို့ရဲ့စာရစာတန်းစာအုပ်စာပေဒါတွေလည်းရှိချင်မှလည်းရှိတော့မှာတချို့ဟာတွေကလည်းပြောရရင်တော့ပြန်ဖြေပါဆိုရင်ခင်ဗျားဗျာပထမတစ်ခါစာဝတ်ဖြေပြီးသွားပြီနောက်တစ်ခါဒါကိုထပ်ပြီးပြန်ဖြေရမယ်ဆိုတာကလေးငယ်တယောက်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တော်တော်လေးတော့ထိခိုက်တော့စိတ်ထိခိုက်မှာပေါ့စဉ်းစားကြည့်စိတ်ထိခိုက်မှာပေါ့နော်ဆိုတော့အားလုံးခြုံငုံစဉ်းစားမယ်ဆိုရင်ပြန်ဖြေရမယ်ဆိုတဲ့အတီးကိုကြားရတဲ့အချိန်မှာကလေးငယ်တွေစိတ်ထိခိုက်သွားမယ်မိသားစုတွေစိတ်ထိခိုက်သွားမယ်နောက်တစ်ခေါက်ပြန်ပြီးတော့10တန်းပြန်ဖြေဖို့ပြန်လောက်ရတဲ့အလုပ်ကြီးကဘယ်လောက်ပင်ပန်းလဲလူပေါင်းများစွာတက်ရောက်တဲ့မဟုတ်6,000ကျော်လူပေါင်း6,000ကျော်6,300နီးပါဆိုတော့အဲ့တယောက်ကလေးငယ်6,300နီးပါနဲ့သူဘက်ကမိဘနှစ်ပါးပြန်ပေါင်းရင်မိဘနှစ်ပါးဆိုရင်6,000နဲ့2,000သိန်း2,000နဲ့ဒီဘက်ကကလေး6,000နဲ့ပြန်ပေါင်းရင်3,800 2သိန်းနီးပါလူ2သိန်းနီးပါရဲ့တောကတွေလူ2သိန်းနီးပါရဲ့ဒီအစိုးရအပေါ်မှာမြင်မဲ့အမြင်တွေခင်ဗျားတို့လုံးဝမစဉ်းစားတော့ဘူးဆိုတော့ကျွန်တော်အန်ဟောတင်လို့မစိုးနော်အန်ဟောတင်လို့မစိုးပါဘူးနော်နောက်တစ်ခုကဒီကလေးငယ်6,000ကျော်တဲ့ကဘယ်ပမာဏလောက်อ่ะစာဝယ်ပြန်မဖြေတော့ကွာအမေဒီအစိုးရငါတို့ဝထားတဲ့စီနေငါပြန်မဖြေတော့ကွာတော်ပါပြီငါတို့ PDF ပဲသွားလို့တော့မရောက်ဒီအစိုးရငါတို့မကြိုက်ပုံကန်တော့မယ်ကွာဆိုတော့ကလေးငယ်တွေနဲ့မိဘတွေလည်းပေါ်မလာဘူးလို့မပြောနိုင်ဘူးဒီအစိုးရတော့ကွာငါတို့လည်းလောက်တော့မဟုတ်ဘဲနဲ့ကွာဒါကြီးကတဘာပြီးငါတို့လောက်တော့မဟုတ်ဘဲနဲ့ငါတို့ပြန်ထိုးမဆိုင်တဲ့လူထိုးထည့်လိုက်တာအဲ့ဒါတော့စိုးတယ်ဗျာမဆိုင်တဲ့လူဒီကလေးတွေကဘာမှမဆိုင်ဘူးဗျဒီကိစ္စနဲ့ဘာမှမဆိုင်တာသူတို့အပြစ်မဟုတ်ဘူးအဲ့ဒါကိုကလေးတွေကိုပြန်ပုံချပစ်လိုက်တဲ့ပညာရေးဝန်ကြီးဌာနနဲ့နိုင်ငံတော်အကြီးအကဲဆိုတော့သူပုဂ္ဂိုလ်တွေလောက်ရကြီးရတော့တော်တော်ကိုအံ့အားသင့်စရာကောင်းတယ်လောက်ရပါကျွန်တော်တော့လုံးဝလက်မခံပါဘူးကျွန်တော်ပြီးခဲ့တဲ့ရက်ကမွေပန်သေးဘူးဆိုတာသူတို့မထုတ်ပြန်သေးလို့မွေပန်သေးတာအခုထုတ်ပြန်လိုက်ကျွန်တော်ဝေးပန်တာဟုတ်တယ်ပြောတာကျွန်တော်တော့နိုင်ငံသားတယောက်ချန်လက်ကြောင်နေလုံးဝကန့်ကွက်တယ်အဲ့ကိစ္စကိုလုံးဝလက်မခံနိုင်ဘူးမဖြစ်သင့်ဘူးဒါမဖြစ်သင့်ဘူးပြန်ဖြေရမယ်ဆိုတော့ကြီးကမဖြစ်သင့်ဘူးကလေးတွေပြန်အစပြန်လောက်ရအောင်ပါနော်ကိုချင်းစာတရားနောက်တစ်ခုကစာနာထောက်ထားမှုပြီးတော့ကိုပခုံးမှာကြာလာတဲ့အပူကျန်တဲ့လူပေါ်ကိုတာဝန်မခံချင်လို့ပုတ်ချပြတဲ့ဗီဇအဲ့ဒီဗီဇတွေကမကောင်းတဲ့ဗီဇပဲနော်ပညာရေးဝန်ကြီးဌာနထဲမှာနောက်တစ်ချက်ကပညာရေးဝန်ကြီးဌာနထဲမှာနိုင်ငံတော်အပေါ်မှာအထင်မြင်လွဲမှားစီဖို့တိမ့်ဆောင်စီဖို့နော်စီဒီအမ်မလုပ်ဖဲနဲ့စီဒီအမ်လုပ်နေကြသူများရှိနေပြီလားဖရဲသီးပေါ့ဗျာဖရဲသီးခေါ် DCS ပေါ့နော်ဖရဲသီးခေါ် DCS နော်ဟိုတကယ်ကိုနိုင်ငံသက်သက်ပေါက်တွေပညာရေးဝန်ကြီးဌာနအဲ့ဝန်ကြီးရုံးထဲမှာရှိတဲ့စီမံခန့်ခွဲသူတွေထဲမှာရှိနေကြပြီလားလို့ကျွန်တော်မေးရမှာဖြစ်နေပြီပညာရေးဝန်ကြီးဌာနရဲ့ဝန်ကြီးရုံးထဲမှာတာဝန်ထမ်းဆောင်နေကြတဲ့သူတွေကတချို့တွေကနိုင်ငံသက်သက်ပေါက်တွေဖြစ်နေပြီလားဒီလိုမေးရတော့မယ်နိုင်ငံတော်ကိုတိတ်ခါမကြကြအောင်သက်သက်ပေါက်လုပ်တဲ့သူတွေရှိနေပြီလားလို့ကျွန်တော်မေးရမှာဖြစ်နေပြီနော်ဘာလို့လဲဆိုတော့ဒီလောက်ရကြီးကိုဒီလိုလုပ်လိုက်ရင်နိုင်ငံတော်အစဲခံရမယ်နိုင်ငံတော်ကြီးကလေးအစဲခံရမယ်ဆိုတော့
သူတို့မသိပဲတော့မနေဘူးသိတယ်နိုင်ငံတော်ကြီးကဲတွေမြစ်တာဖို့ခံမယ်နိုင်ငံတော်ကြီးကဲတွေအမြင်ဆောင်ခံရတော့မယ်ဆိုတော့မသိပဲမနေဘူးဒီစစ်အစိုးရကြီးဆဲခံရတော့မယ်ဝေဖန်ခါတော့စစ်အစိုးရကိုလူတွေပို့ပြီးအမြင်ကတ်တော့မယ်ဆိုတော့သူတို့မသိပဲမနေဘူးအတိအကြီးနဲ့တမင်လောက်တာဆိုရင်တော့ပညာရေးဝန်ကြီးနဲ့အဲ့ဒီ easy ဖွဲ့တမင်ရုပ်တာလို့ခေါ်တယ်အဲ့ဒါလည်းရှင်းလေးပဲတမင်ရုပ်တာလို့ခေါ်တယ်အဲ့တော့ကျွန်တော်ပညာရေးဝန်ကြီးနိုင်အဲ့ဒီလောက်ရက်ကိုတော့ကျွန်တော်တို့ကန့်ကွက်ပါတယ်လုံးဝကန့်ကွက်တယ်ဒါလုံးဝမလုံးတဲ့လို့ရပဲအဲ့လောက်ရက်ကိုပညာရေးဝန်ကြီးကိုယ်တိုင်ကပဲခုနကလိုဘိုးချုပ်ကြီးမင်းအောင်လည်းအမိတ်နဲ့ကျွန်တော်လုပ်တာပါကျွန်တော်တို့နဲ့ဆိုင်ပါဘူးလို့သူ page အဲ့လိုပြောမယ်ဆိုရင်တော့အဲ့လိုမျိုးသူခုနထားပါတော့တနည်းနည်းနဲ့ဒီလိုမျိုးပြောမှာငါတို့နဲ့ဆိုင်တာဘိုးချုပ်ကြီးမင်းအောင်လည်းအမိတ်လို့ဆိုရင်တော့အဲ့ဒါဆိုရင်ဘိုးချုပ်ကြီးမင်းအောင်လည်းကိုယ်တိုင်မင်းသူကိုယ်တိုင်ပင်လင်ဒီကလေးငယ်6000ကျော်နဲ့မိဘ3000ကျော်အပေါ်မှာကိုချင်းစာတရားမထားနိုင်တော့လားဒီလောက်ငလျင်ဘေးဖြစ်နေစစ်ဘေးရှောင်တွေကဒုက္ခပေါင်းများစွာဆင်းရဲပေါင်းများစွာပြဿနာပေါင်း16000ချားတွေဖြေရတဲ့ကလေးငယ်တွေအပေါ်မှာကိုချင်းစာတရားမထားနိုင်တော့လားကိုနိုင်ငံသားသမီးပေါ်မှာကိုနိုင်ငံသူနိုင်ငံသားကိုသားသမီးလူရင်ဝင်သားလို့စောက်ရှောက်မယ်သားသမီးပေါ်မှာကိုချင်းစာတရားတွေမရှိတော့တာအဲ့လောက်တော့ခေါင်းမသွားတာလားလို့ကျွန်တော်ကမေးရတော့မှာဒါပုံမှန်လေးပဲအဲ့တော့နိုင်ငံတော်ကြီးကဲတွေအနေနဲ့သေချာစဉ်းစားဖို့တော့လိုတယ်ကျွန်တော်တော့ကန့်ကွက်တယ်လုံးဝဒါကိုလုံးဝလက်မခံဘူးကန့်ကွက်တယ်လုံးဝလက်မခံဘူးအဲ့မှာဆယ်တန်းမအောင်နိုင်တဲ့သူတွေရောရအောင်သွားတယ်လေကျွန်တော်ခင်းမဆိုင်ပါဘူးအောင်သွားမသိပါဘူးဆယ်တန်းမှာမအောင်ဒီဖြေလွာထဲမှာလူ6000ကျော်ထဲမှာရှုံးမဲ့လူ6000ကျော်ထဲမှာထားပါတော့3000ရှိရထားအောင်ဗျာကဲအောင်သွားတော့အောင်ပေးလိုက်တော့ဘာဖြစ်တော့အဲ့3000ကနောက်တစ်ချိန်မှာတက်ကတူကြရင်သူတို့မကြေညက်ဘူးကြောင့်သူတို့ခံရမှာပဲသူတို့ခံရမှာသူတို့မအောင်ခဲ့ရင်ဟိုမှာတက်ကတူမှာသူတို့မကြေညက်သူတို့ခံအောင်မှာပြီးလုပ်ငန်းခွင်မှာသူတို့ထပ်ခံအောင်မှာဘာကြောင့်လဲဆိုတော့ကိုလူတွေကတိတယ်လူကကိုတိတယ်ငါဒီအဆင့်နဲ့မတန်ပါဘူးဆိုတော့ကိုတိတယ်လိန်သာလိန်ကြမယ်ကိုယ်အစဉ်ကိုတိတယ်တိတဲ့ခါကျတော့တကယ်တက်ကတူရောက်သွားရင်သူတို့တိတဲ့အတွက်သူတို့ရှက်ပြီးတော့ကိုရှောက်ခြင်းနဲ့ပါတော့ကိုတိပြီးရှောက်လိမ့်မယ်ကလေးတွေကကိုတိတယ်တော့တိတယ်ငါ10တန်းအောင်မအောင်နိုင်တော့ကွာငါစိတ်တက်ကတူရှောက်ဖို့ငါတော့မဖြစ်နိုင်ဘူးထင်တယ်ဆိုကိုတိတယ်ကလေးတွေကပြီးတော့တချို့ကလေးတွေကစိတ်တက်ကတူရှောက်ခြင်းနဲ့လူကသူ့ကိုသက်ရှောက်လာလိမ့်မယ်ကလေးသူ့ဟာသူရွေးချယ်ခွင့်ပေးလိုက်ရမှာကလေးငယ်တွေကိုသူ့ဟာသူရွေးချယ်ခွင့်ပေးရမှာဒါမှသာလျှင်နိုင်ငံတော်ကြီးကဲတွေကစေတနာရှိတယ်ကိုချင်းစာတရားထားတယ်စာနာစိတ်ရှိတယ်ဆိုတာမျိုးပေါ်ပေါက်မယ်ခင်ဗျားတို့ကအခုလှုပ်တယ်လို့ရကြီးရတော့လွန်ပါတယ်ဗျာဒါကတော့ကျွန်တော်ပွင့်နေပြီးတော့လုံးဝလက်မခံပါဘူးဂျန်လင်းကြောင်နေလုံးဝမကြိုက်ပါဘူးဒါကျွန်တော်ရဲ့တိုက်ရိုက်ဝေဖန်ချက်ပါတိုက်ရိုက်ထောက်ပြချက်ပါခင်ဗျားတို့မကြိုက်လဲကျွန်တော်မတတ်နိုင်ဘူးကျုပ်ကတော့မကြိုက်ဘူးလို့ပဲပြောပါမယ်ပွင့်နေပြီးအဲ့တော့ဒီကိစ္စမှာကလေးငယ်ပေါင်း62900ကျော်နဲ့မိဘတွေနဲ့သူတို့ရဲ့ခံစားချက်တွေနဲ့အတူကျွန်တော်တသားတည်းရှိပါတယ်ဒီလိုတသားတည်းရှိပါတယ်ဒါကတော့ကျွန်တော်ရဲ့ဂျန်လင်းကြောင်အမည်ကိုပုံပေါ်နေမယ်ပြောတာ